ကျိုးတစ်ချက်ရဲ့အပူချိန်ဟာနေရဲ့ညနေပြင်ထက်9ဆပိုပြီးဖို့တမ်းမညစာပါဝင်ပါရဲ့ရှင်ပုံမှန်ဆိုရင်လူတအူးဟာမိုးကြိုးအပြစ်ခံရပြီးရင်အသက်ရှင်မှုလုံးဝမဖြစ်နိုင်ပါဘူးနော်ဒါပေမဲ့အခုသင်ရင်တွေ့ရမယ့်သူတွေကတော့အကြည့်မကျင့်နိုင်တဲ့ကံကြမ္မာစိုးကြီးကိုထိတိုက်ရင်ဆိုင်ပြီးတေးမင်းတကားဝါကနေပြန်လာနိုင်ခဲ့တဲ့သူတွေပါနော်တကယ်ဗီဒီယိုမှတ်တမ်းအစ်စ်တွေနဲ့အတူကြည့်လိုက်ရအောင်ပါပရမဆောင်ကြီးရဲ့တစ်ခုကတော့2014ခုနှစ်ဘီရူးနိုင်ငံမှာဖြစ်ပွားခဲ့ရပါရှင်ဘောလုံးပွဲကစားနေတော့ဝင်းထဲကိုမိုးကြိုးအပြင်းအထန်ပစ်ချလိုက်တဲ့အချိန်မှာကစားသမားတွေအကုန်လုံးအယုတ်ကျိုးကျက်လဲဆသွားတာကိုမြင်ရမှာပါရှင်အဲ့ဒီထဲကကစားသမားတအူးကပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပေမဲ့အချိန်မီစိတ်ကူးတောင်းမှုကြောင့်အသက်ဘေးအန္တရာယ်ကအံ့ဩဖွယ်လွတ်မြောက်ခဲ့ရပါတယ်ရှင်ဒီ CCTV မှတ်တမ်းကတော့ဘရာဇီးနိုင်ငံကကမ်းခြေတစ်ခုမှာရိုက်ကူးမိခဲ့တာပါရှင်။မိုးရွာနေတော့လမ်းလျှောက်နေတဲ့အမျိုးသမီးတဦးကိုမိုးကြိုးကခေါင်းပေါ်တက်တက်ပစ်ချလိုက်တဲ့ညင်ခွင်ပါရှင်။သူမဟာချက်ချင်းတည်းလက်သွားပြီးနဲ့ကံကောင်းခါဝါစာနဲ့ပဲသူမရဲ့နှလုံးကပြန်လဲအလုံးလုံးခဲ့ပြီးအသက်ရှင်ကျန်ရည်သူတယောက်ဖြစ်လာခဲ့ပါတယ်ရှင်။ကားမောင်းနေရင်မိုးကြိုးအပြစ်ခံရမှာကိုမကြောက်ပါနဲ့လို့လူတွေပြောလို့ရှိကြပါတယ်ရှင်။ဒါပေမဲ့ဒီ dash cam ဗီဒီယိုကိုကြည့်လိုက်ပါကားလမ်းပေါ်မှာမောင်းနေတဲ့စစ်ကားတစ်စီးကိုမိုးကြိုးက4ချိန်ဆက်တိုက်ပစ်ချရပါရှင်ကားတစ်စီးလုံးမီးပွင့်သွားပြီးစက်တွေရက်သွားပေမဲ့ကားထဲကမိသားစုဝင်အားလုံးကတော့ဘာတန်ရမှမရပဲအသက်ရှင်ခဲ့ပါတယ်ရှင်ဒါကတော့တကယ်ကိုမယုံနိုင်စရာဖြစ်ရပါရှင်ရုရှားနိုင်ငံမှာလူတစ်ယောက်လမ်းလျှောက်နေရင်မိုးကြိုးအပြစ်ခံရလို့လဲကျသွားရပါရှင်သူပြန်ထားဖို့စူးစမ်းနေတော့မှာပဲဒုတိယတစ်ကြိမ်မိုးကြိုးကထက်မှန်ပစ်ချလိုက်ပြန်ပါတယ်ရှင်စက်တမိုင်အတွင်း2ကြိမ်လောက်ပစ်ချခံရတာတော့သူကသူ့ချောင်းနဲ့သူပြန်ချပြီးလမ်းဆက်လျှောက်သွားနိုင်တာကတော့တကယ်ကိုတမဏိလူသားလိုတောင်တင်စားရမှာပါရှင်Get out of the home, it sucks. I've had enough. I don't wanna feel the stuck under the rug. All my problems that I shove. I got nightmares in my head. I fear that the thoughts build up until I can't hear. That my mind fills up into a creature, and it haunts me somewhere much deeper. I got nightmares in my head. I fear that the thoughts build up until I can't.နောက်ဆုံးအနေနဲ့ကတော့ကဘာတဝမ်းမှာရိုက်ကူးမိခဲ့တဲ့မိုးကြိုးပြင်းမှတ်မှတ်တမ်းတို့လေးတွေကိုစုစည်းပြီးတင်ပြပေးလိုက်ပါရရှင်။ဒီဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းကဘာဝတရားကြီးရဲ့အင်အားကတကယ်ကိုကြောက်ဖို့ကောင်းပါရရှင်။မိုးကြိုးပြင်းနေချိန်မှာတစ်ပင်တွေအောက်တွေရန်တာတွေမှာမနေသင့်မဲ့လုံခြုံတဲ့အဆောက်အုံတွေမှာနေကြဖို့အားလုံးကိုသတိပေးချင်ပါရရှင်။တဘာဝတရားကြီးရဲ့အင်အားကတကယ်ကိုကြောက်ဖို့ကောင်းတယ်လို့အခုမြင်တွေ့ခဲ့ရတဲ့လူတွေရဲ့ရှင်သန်လူစိတ်ကလည်းတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်ရှင်။ဒီကြီးရဲ့၅ခုထဲမှာပြည်သက်ကြီးတို့ကဘယ်ဟာကအထိတ်လန့်စရာအကောင်းဆုံးလဲ။ကိုမမဆွေးနွေးကြပါအောင်ရှင်။အခုလိုမျိုးကဘာပေါ်ကထူးဆန်းတဲ့ကြီးရဲ့ဆန်းတွေနဲ့
တဘာဝဘေးအနေနဲ့မှတ်တမ်းတွေကိုနေ့စဉ်တင်ဆက်ပေးနေရမို့လို့ channel လေးကိုလည်းအခုပဲ subscribe လုပ်ပေးဖို့မမေ့ကြနဲ့ဦးနော်ဘေးနားကခေါင်းလောင်းလေးကိုပါနှိပ်ထားမှဗီဒီယိုအသစ်တွေတင်တိုင်းအရင်ဆုံးသိရမှာပါရှင်ဒီဗီဒီယိုလေးကိုသဘောကျရင်လည်း like ပေးခဲ့ပြီးအခြားသူတွေဘူးတူတာရအောင် share ပေးခဲ့ပါအောင်ရှင်နောက်တစ်ခုလည်းအခုလိုစိတ်ဝင်စားစရာဗီဒီယိုတွေနဲ့ပြင်လာခဲ့ပါအောင်မယ်ရှင်အားလုံးပဲဘေးရန်နဲ့တင်ဝေးကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်